ကောင်စာမွေးမယ်ဆိုရင်ကျွန်တော်ဘလို့အကျယ်ဝန်းနဲ့ထားရမလဲဘလို့ကန် size နဲ့ထားရမလဲဆိုတော့ကျွန်တော် sharing လုပ်ပေးခြင်းအဲ့တော့ကျွန်တော်9တကောင်စဝယ်ပြီဆိုရင်ကျွန်တော် flower smell ထားပါတော့ကျွန်တော်ဒီကောင်လေးစဝယ်မယ်ဗျာဒီကောင်ဆိုရင် size က2လက်မခွဲ3လက်မလောက်ရှိတယ်အဲ့ဒီရွယ်လောက်ရောက်ပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်စာမွေးတဲ့ကန်ကအလျား2ပေအနမ်း1ပေအမြင့်က16လက်မပေါ့အဲ့လိုအလျား2ပေကတော့ကျင်းတွေရှိလို့ရှိတင်တယ်ဗျအဲ့လိုကန်နဲ့စာပေးတင်တယ်ပြီးသွားပြီဆိုရင်တော့နည်းနည်း size ကြီးသွားပြီဗျာ4လက်မ5လက်မဝန်းကျင်လောက်ပေါ့ဒီကောင်ဆိုရင်4လက်မ4လက်မခွဲလောက်ဖြစ်သွားပြီအဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့3ပေကန်အကျယ်ဝန်းနဲ့စပေးတယ်အလျားတော့3ပေရှိတယ်ဒီကန်လေးဆိုရင်အမြင့်က18လက်မအနမ်း1ပေရှိတယ်အဲ့လိုမှမဟုတ်ကိုက size ကြီးငါးပဲမွေးချင်တယ်ဗျာဥပမာ10လက်မဝန်းကျင်တို့17လက်မတို့အဲ့လိုအရွယ်လောက်မွေးချင်တယ်ဆိုရင်တော့ကျွန်တော်အလျား3ပေကန်ပြီးတော့အနမ်း1ပေခွဲအမြင့်က1ပေခွဲဒီလိုမျိုး3ပေ1ပေခွဲပတ်လည်ကန်နဲ့ကောင်းကောင်းမွေးလို့ရတယ်ဒီကောင်တွေအတွက်ဆိုလုံလောက်တဲ့အကျယ်ဝန်းဖြစ်တယ်အဓိကကတော့ဒီငါးတွေမှမဟုတ်ဘယ်ငါးမဆိုလုံလောက်တဲ့အကျယ်ဝန်းဖြစ်ဖို့လိုတယ်သူတို့အတွက်ကကြတော့ဗျာတရက်ဘယ်လိုပြောရမလဲဒီမှန်ပေါင်ထဲမှာပဲနေထိုင်ရတာဒီအကျယ်ဝန်းအကန့်ကျင်းလေးတွေနေတဲ့အတွက်ကြောင့်မို့လို့ကိုကလည်းသူတို့လုံလောက်တဲ့အကျယ်ပေးမှရမယ်ဥပမာလူတွေဆိုရင်10ပေပတ်လည်အခန်းထဲမှာတရက်လောက်နေကြည့်လိုက်ပေါ့အဲ့လိုခံစားချက်မျိုးပဲသူတို့အတွက်ကလည်းဒီမှာပဲနေတဲ့အတွက်ကြောင့်မို့လို့လုံလောက်တဲ့အကျယ်ပေးရမယ်ပြီးရင်ဒီငါးတစ်ခုကိုကဝယ်လာပြီးဆိုကြတဲ့ကတော့သူတို့အတွက်ထိမ့်သိမ်းစောင့်ရှောက်မှုပေါ့ဥပမာရေပုံမှန်လဲပြက်လားပြီးရင်ရေအပူချိန်ဂရုစိုက်ပြက်လားပြီးသွားရင်ကျွန်တော်တို့ဒီမှာဆိုရင်အောက်ဆီဂျင်ပေးလားပေါ့ငါးတွေကလည်းအောက်ဆီဂျင်ပေးဖို့လိုတယ်နော်အဲ့အတွက်ကြောင့်မို့လို့ကိုကလည်းကိုယ်ဝယ်တရားမပြောက်ကွက်ဖို့လိုတယ်ကျွန်တော်စီမှာဝယ်တဲ့ customer တိုင်းကိုလည်းကျွန်တော်တို့ကဘလိုကန်အကျယ်ဝန်းလေးနဲ့ထားမလဲဆိုတော့ကျွန်တော် view site မေးပြီးတော့အကြံဉာဏ်လေးလည်းပေးပြတယ်အဲ့အတွက်ကြောင့်မို့လို့မိတ်ဆွေတို့နေလည်းကိုမွေးတဲ့ငါးလေးတွေကိုဒုက္ခခံစားနေရတယ်လို့မဖြစ်အောင်လို့ post လက်ထဲမှာပေါ့အကောင်းဆုံးထားဖို့အတွက်ကျွန်တော်လည်းအကြံပြုလိုက်ပါတယ်အားလုံးပဲ thank you ပါ